ခရမ်းကျင်သီးတွေကလိုင်ကိုပင်တက်ဟာဆဲလ်တွေထဲမှာတင်မကပဲအရေးပြားအောက်မှာတဘာဝနေကမျက်နှာပြင်တစ်ခုလိုအလိုလျှောက်တီးဆောက်ပြီးခရမ်းလွန်ရောင်ကြီးကိုအတွင်းပိုင်းကနေအမြင့်ပြတ်တွန်းအံ့ဩစရာကခရမ်းကျင်သီးကိုအစိမ်းစားတာထက်အပူပေးချက်ပြုတ်လိုက်တဲ့အခါမှသာထင်းရဲ့အာဟာရဓာတ်စုပ်ယူမှုနှုန်းဟာခန္ဓာကိုယ်ထဲမှာ2ဆကနေ3ဆအထိတိတိတသာခုန်တက်သွားတာဖြစ်ပါတယ်။နွားနို့တင်မကပဲခရမ်းကျင်သီးမှာပါတဲ့ဗီတာမင် K နဲ့အန်တီအောက်ဆီဒန့်တွေဟာအယိုးပွားယောဂဖြစ်စေတဲ့ဆဲလ်တွေကိုတိုက်ရိုက်ဖျက်စားပြီးအယိုးသိပ်သီးစကိုမယုံနိုင်လောက်အောင်မြင့်ဒီအသီးဟာဥနှောက်ဆဲလ်တွေရဲ့အစီအပြင်ဓာတ်ပြုမှုကိုဟန်တားပေးနိုင်စွမ်းရှိလို့အသက်ကြီးလာရင်ဖြစ်တတ်တဲ့အယ်လ်ဇိုင်းမာနဲ့မှတ်မှတ်ချို့ယွင်းမှုကိုအစောပိုင်းကတည်းကတားဆားပေးပါတယ်ခရမ်းကျင်သီးမှာပါတဲ့ကူမာရီအက်ဆစ်ဟာသွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့ခြင်းကိုတဘာဝအတိုင်းအည်ပျော်စေပြီးလေဖြတ်နိုင်ခြင်းကိုနင်းမှာပါဝင်တဲ့အစွမ်းထက်ဓာတ်ပေါင်းတွေဟာပုံမှန်မဟုတ်တဲ့ဆဲလ်ပွားမှုတွေကိုမျိုးဗီဇအဆင့်အထိတွားရောက်ဖြတ်တောက်ပြီးအကျိတ်ခဲတွေကြီးထွားမလာအောင်အငတ်ငတ်အပြက်ပြက်လုပ်ပစ်တာပါခရမ်းကျင်သီးရဲ့အစိနဲ့အမြင့်ဓာတ်တွေဟာဥလန်းချောင်းတွေကအကျိုးပြုဘက်တီးရီးယားတွေကိုအစမတန်တိုးပွားစေပြီးနာတာရှိဝမ်းကြုတ်တာကိုတစ်ပတ်အတွင်းအမြင့်ပြတ်စေပါတယ်ခရမ်းကျင်သီးမှာဗီတာမင် C အလွန်ကျွယ်ဝတာကြောင့်အရေပြားရဲ့ကောလာဂျင်ထုတ်လုပ်မှုကိုနှိုးဆော်ပေးပြီးအရေးအကြောင်းတွေကိုအံ့ဩစရာကောင်းလောက်အောင်တင်းရင်းချောမွေ့စေပါတယ်ခရမ်းကျင်သီးထဲမှာပါတဲ့ခရိုမီယန်ဓာတ်ဟာသွေးရင်းတကြားဓာတ်ပမာဏကိုတသက်မှတ်တည်းဖြစ်အောင်ထိန်းညှိပေးလို့စီးကျိုယောဂခံစားနေရသူတွေအတွက်အကောင်းဆုံးသဘာဝဆေးဖက်ဝင်အသီးပါခရမ်းကျင်သီးတွေကဗီတာမင် A ဟာစံသားတွေကိုတဘာဝအတိုင်းတောက်ပစေုံနဲ့မကပဲဆံပင်အမြစ်တွေကိုတန်မာစေလို့ဆံပင်ကြွက်ချင်းကိုထိရောက်စွာလျှော့ချပေးနိုင်ပါတယ်နေ့စဉ်ခရမ်းကျင်သီးတစ်လုံးစားပေးရုံနဲ့တင်ကိုယ်ခံအားစနစ်ကိုအမြင့်ဆုံးအထိမြင့်တင်ပေးပါတယ်ဒီအသီးရဲ့နှုတ်ဆက်နာရာခိုင်နှုန်းဟာရေဓာတ်ဖြစ်ပြီးပိုတက်ဆီယမ်မြင့်မားစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ထဲကအပူဓာတ်ကိုချက်ချင်းလျော့ကျစေပြီးရေဓာတ်ခန်းချောက်မှုကိုချက်ချင်းဖျက်တင်ပေးပါပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးနောက်ခရမ်းကျင်သီးဖြော်ရည်တောက်ခြင်းဟာကြွက်သားနာကျင်မှုကိုတာမန်ရေတောက်တာထက်ပိုမိုမြန်ဆန်စွာတက်တာပျောက်ကင်းစေပါတယ်နောက်ဆုံးချုပ်ဝက်ချက်ကတော့ခရမ်းကျင်သီးကိုပုံမှန်စားသုံးခြင်းကဆဲလ်တွေရဲ့တထန်းကိုရှည်ကြစေပြီးအရွယ်တင်နှုပြိုမှုကို10စုနှစ်တစ်ခုစာလောက်ထိန်းထားပေးနိုင်တာပဲဖြစ်ပါတယ်